အညာကိုလာလေခမည်းလေးကလူလေကြောင်နှလုံးသားလေးအဖြူတယ်လူမမဲကလေးတယောက်လူအချစ်ရဲ့ကြောင်လေးဘာမှနာမလဲမူသားစကားနဲ့ပြူစားသွားလို့လူအာကြီးမအသေးလေးကွယ်ဇွတ်ပုံချမိသမျှတွေလူယုံမိခဲ့သမျှတွေလုံချတဲ့ရွာသားမို့ပါရှုံမာတဲ့ခမည်းပြောတဲ့စကားတွေရွာကိုလာလေအညာကိုလာလေခမည်းလေးကလူလေကြောင်နှလုံးသားလေးအဖြူတယ်လူမမဲကလေးတယောက်လူအချစ်ရဲ့အကြောင်းလေးဘာမှနာမလဲမူသားစကားနဲ့ပြူသားသွားလို့လူအာကြီးမအသေးလေးကွယ်စွပ်ပုံချမိသမျှတွေလူယုံမိခဲ့သမျှတွေလုံချတဲ့ရွာသားမို့ပါရှုံမာတဲ့ခမည်းပြောတဲ့စကားတွေအညာတွေကဘူပါရဲ့ပြောကြောင်ရင်ဝင်ပဲပဲချမ်းကပူပူလို့လိုက်တာဘာကြောင့်မလဲကျုပ်တဲ့ကိုခမည်းခွဲခဲ့တာလူအချမ်းတဲ့လောက်အသေးကလူတယ်ကျုပ်တောင်းမဲ့တဲ့လောက်ကျုပ်တဲ့ကဖြူတယ်ချစ်ရှာပြီးခမည်းကျုပ်ကိုချစ်ပါတယ်အပြစ်မရှိပြစ်ရှာပြီးလဲကျုပ်တဲ့ကိုခမည်းခွဲတယ်အညာသားကြီးကိုမှအညာပုံမြင်တွေပြောခဲ့သူကြီးအညာကိုလာလေခမည်းလေးကလူလေကြောင်နှလုံးသားလေးအဖြူတယ်လူမမဲကလေးတယောက်လူအချစ်ရဲ့ကြောင်လေးဘာမှနာမလဲမူသားစကားနဲ့ပြူသားသွားလို့လူအာကြီးမအသေးလေးကွယ်စွပ်ပုံချမိသမျှတွေလူယုံမိခဲ့သမျှတွေလုံချတဲ့ရွာသားမို့ပါရှုံမာတဲ့ခမည်းပြောတဲ့စကားတွေအညာတွေကဘူပါရဲ့ပြောကြောင်ရင်ဝင်ပဲပဲချမ်းကပူပူလို့လိုက်တာဘာကြောင့်မလဲကျုပ်တဲ့ကိုခမည်းခွဲခဲ့တာလူအချမ်းတဲ့လောက်အသေးကလူတယ်ကျုပ်တောင်းမဲ့တဲ့လောက်ကျုပ်တဲ့ကဖြူတယ်ချစ်ရှာပြီးခမည်းကျုပ်ကိုချစ်ပါတယ်အပြစ်မရှိပြစ်ရှာပြီးလဲကျုပ်တဲ့ကိုခမည်းခွဲတယ်အညာသားကြီးကိုမှအညာပုံမြင်တွေပြောခဲ့သူကြီးကတိကစားမလား။အော်။တွေ့ရမှာလား။ဒီမှာရှိတာ။ဟုတ်။ဟုတ်။အော်ကျွန်တော်ကိုလေးကိုဒီနေ့ကတော့ညာ။ကျုပ်တဲ့ခမည်းခွဲအညာသားကြီးကိုမှအညာပုံမြင်တွေပြောခဲ့သူ